တာကောင်းနေဟာ ဘာကောင်းတော့ ခွေးဖြစ်တော့ကြုတ်ခဲတယ်ဒီကောင် ဟာ ခွေးဆိုတော့ကုသိုလ်မဲအကုသိုလ်မဲမသိတော့ဒီကောင်ခွေးဘုံကကြုတ်ခဲတယ်အဲ့ဒါကိုပြောနေတာ အဲ့လိုပြောပါ ငါခွေးကွာသဘောတစ်ခုထားပါတော့ အဲ မင်းတို့ဒီဆိုင်ရနာဘွဲကကောင်းပါလေးတွေကအိမ်သားလာအိမ်သားပြီးတော့ချစ်လို့အိမ်သားလာတဲ့ငါခွေးဆိုတော့အေးစားတာပေါ့ကွာအဲ့တော့ငါအိမ်သားအောင်ရောက်တယ်ပေါ့မင်းတို့ပြီးတော့ချစ်လို့ဟာအိမ်သားဘောနဲ့တက်တော့အေးပတ်မှသူအဲ့လိုလဲလဲသူကအောက်ကလည်းအခွေးအခွေးခွေးရဆိုးတော့မဆိုးတော့ရုပ်ရှင်လည်းကြည့်ရတယ်ကိုစားစင်တာလည်းစားရတယ် တူပါတယ်တော်တော်လေး ကြိုက်တယ်လား ဒီကပြန်ပြောလေအဲ့ဒါဘေးတော့ချစ်မလို့ဂါလာဆိုမေးဟမ်ဆိုရင်သူလုံးလေငါမကန်တော့ဘူးမင်းကကြိုက်တဲ့ကောင်ကအားရှော့သွားပြီပေါ့ အဲ့ဒါလည်းထားတယ် ကိုကြီးချက် မလေး ကိုကြီးစိတ်တဒုက္ခကာဒုက္ခနှစ်ဌာနနဲ့ပြည့်စုံပါစေရှင် ကိုစိတ်ဓာတ်ကတော့ရှော့သွားပြီပါလေ ကိုကြီးချက်လို့ကျန်တော့ပါ စိတ်ဓာတ်ဒုက္ခကာယဒုက္ခနထာနနဲ့ပြည့်စုံပါရဲ့ညီမလေး ဟုတ်ကဲ့ရှင်ဥဆန်လင်းရေ ဦးလို့ခေါ်တော့ဒီလိုထိုးမယ် ဒီလိုထူပါဟုတ် ဦးလို့ခေါ်လိုက် ဦးရေ မီ ဦး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  မဟုတ်ပါဘူးခင်ဗျာဆက်လက်တဲ့ကောင်ဦးမီတဲ့အီးဘူးနေတာပေါ့ငါထောက်နေတယ်မင်းကငါထောက်ဖို့မထောက်တာရဲ့ ရောက်ပြောရင်စောနဲ့ ငါတားလုံးနေတာလေကြားနေပါ ဥဆန်လင်းရဲ့တချင်းလေးနဲ့ထူပါပေါ့ မီ ဟုတ်ကဲ့ မောင်တကာ ရှင် ဦးလို့မခေါ်နဲ့လေဒီရွယ်နဲ့ဒီရွယ်ကြည်နှစ်သက်ဘယ်လောက်လဲ သမီးတဲ့ခုမှ ဟမ် ဒီတော့ကျ ရှင် ဘာမလုပ်နဲ့ဆန်လင်းကသူ့ကိုယ်သူရုပ်ရှင်နဲ့တရုပ်ဆောင်ဆိုပြီးတော့မာနာကြည့်နေတာ ကြီးနေတာပေါ့သူက ဒီကသွားပြီသူဆန်လင်းလေ အော် နောက်ပြီးတော့ရာဇာရည်ပြင်းပေါ့ရာဇာနေဝဲပုံလူမှလည်းသူကစုရတာတော့မာနာကကြီးနေတာတတိယလို့တော့ပြင်လာအခုပြောပြင်လာငါ့ကိုဥလို့မခေါ်နဲ့ပါမပြေဘူး အဲ့တော့ အဲ့သူ့နည်းလို့ကမမထင်လောက်မရမှာ ဟုတ်တယ်လေ ဟုတ်တယ်မလားဒါရတော့မမိုက်ဘူးဟိုကလေးပါတီကာရဝတီကနေတယ်ဒီရပါကိုတော့ရှိတာများဥဆိုရရတာများတာ ဟုတ် what is standing လေ ဟုတ်တယ်လေအဲ့ဒါ သူ့ဘာဖြစ်ဖြစ်ဟုတ်တယ်မလား ဘာစံနေလဲ တော့ကြာကလောက်ကလေးမလုပ်တတ်ဘူး ဘယ်တော့ရွှေစက်ရရ အခုကိုယ့်ဘက်ကမခံနိုင်ဘူးကျွန်တော်သူ့ဘက်ကလည်းမခံနိုင်ဘူး ဘယ်တို့လက်ခံပါလဲ သူ့တော့မခံနိုင်ဘူးကိုမခံနိုင်တော့ဒီကသူခေါ်လို့ရှိရင်ကိုမမထင်တယ်မလုပ်တော့ပတ်ဒီမလေး ရှင် ဆန်လေးသူ့ကသူဘာကောင်းပဲဖြစ်ဖြစ် ဟုတ်တယ်လေ ကိုလည်းရုပ်ရှင်နဲ့မတူသူဆိုပြီးတော့ချစ် ခြေတရင်ကြီးတဲ့ရွှေမင်းသမီး အဲ့ဒါကိုလိုချင်တာ ဟုတ်တယ်လေ အခြေသတင်းကြည့်တဲ့ရွှေမင်းသမီးဘေးတော်ချစ် ဟုတ်တယ် ခေါ်လိုက် ဘယ်လိုခေါ်မှာ ဆန်လေးလို့မမထင်တယ်မခေါ်မလျှော့နဲ့နော် ဆန်လင်း ဒီကိုရဲ့စားလဲရတာနားဝတော့ပါပဲတိုင်းဘူးတွေလောင်းလိုက်တယ်လို့ပဲမြင်ဆန်လင်းတယ်ကို့ကိုလေးကို့ဆရာသမားအယူလေးအဲ့လို ကိုတော့ထက်ပြော ဆန်လင်းတယ်ကောင်မလေးကရိုင်းနေအာရဝတရားအားနေ ဘာပြန်လို့ မမပဲပေါ့ကိုကဘာတော့ဆန်လင်းခေါ်သေးတယ်ဘိုးလည်းဘာလို့ လက်ခေါ်ခဲ့ ဆန်လင်း ဘာလို့ဒီဘာဒီ ရှင် ငါညီမကိုအဲ့ဒါမခံနေစားလောက်တာ ဟုတ်တယ်လေ သူကသူဘာလဲဒီဘေးကဘာလဲ ဟုတ်တယ်လေဒါလူရှင်တော်ခမ်းမှာမဟုတ်တာဒါအငိတ်ခံ မင်းသမီးပိုင်တဲ့ခန်းအငိမ့်ခန်းဆိုတာဟုတ်တယ်နော် ဟုတ်တယ်လေ သမီးပိုင်တဲ့ခန်းမှာ သမီးပိုင်တဲ့ခမ်း သူကဆန်လေးလို့ခေါ်တော့ဘာထုတ်ဆိုတာအဲ့ဒါအဆင်မပြေ ဟုတ်တယ် အညီမလေးကအခြေသတင်းကြီးတဲ့ရွှေမင်းသမီး ဟုတ်တယ် အဲ့ဒါကိုပြောလိုက်သီးလားဒီမှာကျမကအခြေသတင်းကြီးတဲ့ရွှေမင်းသမီးရှစ်ဟုတ်ကဲ့လား ဒီမှာကျမကအခြေတရင်ကြီးတဲ့ရွှေမင်းသမီးရှစ် အခုကျွန်တော်အခုနေရာနေမခံတော့ဘူး ဘာပြန်ပြော ပြန်ပြောလေ ဘာပြော ဟဲ့နင်ကအခြေသတင်းကြီးတဲ့ရွှေမင်းသမီးဆိုရင်ငါလဲသဘူကနကလူပြက် ဟေးဒီမှာငါလည်းသဘုကနကလူပြ ညီမလေးကကိုကြီးကပကံစားနိုင်ဘူး မခံစားနဲ့ကိုကြီး ငါကလုံးကလေးမလုပ်တတ်ဘူးနော် ဟုတ်တယ်လေကိုကြီးကြောင့်သမီးသိတယ်သမီးသိတယ် မီ ဟုတ် ဒီမှာကျမဘေးတော်ချစ်ကလေ ဟာမင်းတို့ချစ်က မလေး ရှင်
အဲ့ကောင်ကတော့တင်လာအောင်အားနေလေဒီကပြောမှာ အဲ့တော့ ဒီမှာမိတော့ချစ်စမကတက်ကလူပြည့်ဆိုပေမဲ့ဆန်လေးလုံကောင်ကပစိုးတစ်ခါရရင်မရတန်းရတယ်အဲ့ဒါပြောရမှာ ဟဲ့မေတော်ချင်း ဘာလဲ ဒီမှာစံလင်းဆိုတဲ့လူရှင်တော်ကပစိုးတစ်ခါရမ်းရင်မရတတန်းရ ဒီ ရှင် သူကပစိုးတစ်ခါရဲမှာမရတန်းရတာသမီးကပေါင်းတစ်ခါပေါင်းရင်လေငုံတော့ရောက်တယ်လို့ပြောလိုက်စမ်း ဒီမှာကိုဆိုင်လေးခြေတရင်ကြီးတဲ့ကျမရွှေမင်းသမီးကလေပေါင်တစ်ချက်ပေါက်လိုက်တာနဲ့လင်ငုတ်တော့ရောက်စေရမယ် မယုံဘူးလို့ပြောလိုက် ဟဲ့မရောဘူး ဒီမှာကြည့်စမ်းဟုတ် မင်းသမီးပေါင်ပုတ်လိုက်လို့ဂျက်ကောင်ကြီးကွာကြတာ မင်းတို့ဘယ်သူပြချက်ကောင်ကြီးလာပြီလား လို့တဲ့လင်ငုတ်တော့လည်းမဲမဲ ဟာချက်ကောင်တော့ဒီကလာမဲပါပေါ့ ကိုဆိုင်လေး ဒီမှာလေး သူမစော်သေးလို့ပါသူစုပြီးတော့နည်းနည်းရေးရေးလေးနဲ့မပလေးပြတ်တော့ဘူး ကျန်းကျန်းတန်လို့မာပါစချစ် တာယာရှင်နဲ့ဒီညတက်ပါပဲခင်ဗျာ ခိုင်နေရတော့